ကတော့ beyond the mind လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့ကလူရဲ့စိတ်တွေမှာတကားချက်တွေရှိတာပေါ့အဲ့စိတ်တွေရဲ့အလွန်ကျွန်တော်ကထုတ်ပြီးတော့ရေးနိုင်တဲ့ပကြီးဆရာတွေဖြစ်စေချင်တယ်ချုပ်ထားတဲ့ပကြီးဆရာတွေမဖြစ်စေချင်ဘူးစိတ်လွတ်ကိုလွတ်နဲ့ဖန်တီးနိုင်တဲ့ creation တကယ်လုပ်နိုင်တဲ့ artist တွေဖြစ်စေချင်တာပေါ့အဲ့ဒါကြောင့်ဒီ beyond the mind ဆိုတဲ့အဓိပ္ပာယ်နဲ့ group လေးဖွဲ့တာပေါ့ကျွန်တော်တို့ group မှာပကြီးရေးတဲ့လူတွေပါတယ်တတူထိုးတဲ့လူတွေပါမယ်ကလေးတွေကဆိုပကြီးရေးတဲ့ကလေးတွေအများကြီးပါကြတာပေါ့နော်အခုဒီပွဲမှာကျွန်တော်ကအကုန်လုံးက acrylic နဲ့ရေးကြတယ်ပြီးတော့ပကြီးကားစုစုပေါင်း53ကားရှိတယ်ကျွန်တော်တို့က3ရက်ပြတာပေါ့နော် artist တွေကပထမဆုံးကနင်းတီထုံးဆိုတဲ့ကလေး12နှစ်ပဲရှိပါဘူးပြီးရင်တသားဆွဲတီကာပါမယ်ဒီဇာလင်းဆိုတဲ့ကလေးပါမယ်တုတဆိုတဲ့ကလေးပါမယ်အောက်ခန့်ပါမယ်ပြီးရင်ရမင်းပါမယ်ဆွင့်ပါမယ်ကျွန်တော်ပါမယ်ပြီးရင်ကိုကျော်ကြီးပါမယ်ဦးစိုးပါမယ်ကိုကြားကြီးလို့ခေါ်တဲ့ဦးစိုးဝင်ပါမယ်ကျွန်တော်အားလုံးစုစုပေါင်း17ယောက်ရှိပါတယ်သူဟိုတွန်းပေးတာရလို့တက်တက်ရတော့မဟုတ်ဘဲနဲ့ तू ကကလေးငယ်စဉ်ဘဝကနေက तू ကပကြီးရေးချင်နေတာပေါ့ဟိုသမောပင်ကသမောတီးတီးတဲ့သဘောပေါ့အဲ့လိုပုံစံမျိုးပေါ့အဲ့တော့ तू ရေးချင်နေတော့သူ့ကိုဒီအနုပညာအလုပ်ကိုလုပ်ခိုင်းတယ် तू ကလည်းဒီရေးနေရရင် तू ပျော်တယ်ဆိုတော့ကျွန်တော်လိုပဲပေါ့သူလည်းရေးဖြစ်သွားတာပေါ့ပထမကတော့နှင်းတောင်မှနည်းနည်း dark back သွားတာပေါ့နော်တေချင်းတရားကိုပြသတာရဲ့သဘောပေါ့ရိုးစုကြီးကနှင်းတောင်တက်ရင်းနဲ့ရှောရတယ်ရှောရတာမှအပွားနေကြီးကန်းနေပြီးတော့စိုက်ကြည့်နေတယ်ဒုတိယကတော့အမှလူကနေပြီးတော့ကြီးကန်းနေအများကြီးဖြစ်နေကိုခွဲထွက်ပြီးတော့လေထဲမှာနေပျောက်ကွယ်သွားစေပြီးရင်တတိယမြောက်ကတော့ငှက်အဝါရောင်အသေးလေးနဲ့မြေခွေးကားပေါ့နော်သူတို့တွေမျက်လုံးချင်းစုံ eye contact လုပ်နေတဲ့ကားလေးနောက်ဆုံးတစ်ခုကတော့တော်တော်များများလဲကြိုက်ကြတဲ့ဂျိုသားလေးရဲ့လိပ်ပြလေးရဲ့ဟုတ်ကဲ့အဲ့ဒါတွေပါပဲဗျအဖေကဘာပြောရှင်လဲတော့ဖေကိုချစ်တယ်ပေါ့နော်ဒါပါပဲဖေကိုချစ်ပါတယ်တူဝါနာပါလာဆိုတော့ဝါနာပါတယ်သူတင်ဖို့တောင်းဆိုနေတယ်သူအဲ့တော့သူလုတ်ပေးရမှာပေါ့နော်သူကနည်းနည်းတော့မြေစမ်းခရမ်းပြိုးနေပြီပေါ့အခုတော့ဟိုလူရေပြားပေါ်တော့သူမထိုးသေးဘူးရေပြားတူပေါ်လို့ဆက်နဲ့စာရွက်ပေါ်ရေးတာတော့အဲ့အမျိုးတော့သူစနေပြီပေါ့နော်သူတောင်းဆိုလာတာပိုကောင်းတယ်ပိုကောင်းတယ်ဒါလေးတွေတော့လုပ်ချင်တယ်သူအဲ့လိုမျိုးလေးဒါလေးတင်ပေးပါပါဆိုရင်အဲ့အလေးကကျွန်တော်ပျော်တယ်ပေါ့အဲဆိုတော့သူလိုချင်းဖြစ်လာတဲ့ဟာပိုကောင်းကျွန်တော်ကအဓိကကတော့ကျွန်တော်ကပကြီးကနေတတူကိုသွားတယ်သူကကျွန်တော်တတူကနေပကြီးကိုသွားရတယ်လို့ကျွန်တော်ကငယ်ကလေးကလည်းပကြီးကားရေးတယ်ပကြီးပြပွဲတွေလုပ်တယ်ပေါ့ပြီးတော့ကျောင်းတက်တော့လည်းပကြီးနဲ့ပဲကျောင်းပြီးတော့အဲ့နောက်ပိုင်းကျွန်တော်ကနိုင်ငံခြားကိုသွားတဲ့အခါကျမှဒီတတူက art တစ်ဖြစ်ဟိုဘက်မှာရန်တိုးတက်နေပြီဆိုတာသိခဲ့ရအောင်ပြီးတော့ကျွန်တော်တို့ကတတူမှာဆိုရင် first generation အုပ်စုပါပဲအဲ့တော့ဒီရောက်တော့တတူနဲ့အသက်မွေးဝမ်းကြောင်းဖြစ်တယ်ဝါသနာရပကြီးရေးတယ်ဟုတ်တချို့အခု line တွေပေါ်မှာဘယ်လိုဆိုတော့ယူရီးယားကနုတ်ကိုမြန်မာကနုတ်ထင်းနေတယ်ကမ္ဘောဒီးယားကနုတ်ကိုလည်းမြန်မာမှုလို့ထင်းနေတယ်အဲ့တော့သူတို့စိတ်ထဲမှာဒီဟာကြီးကမှားနေတဲ့ဟာအယိုးဆွဲပြီးအသားကျသွားမှာစိုးတယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီကတော့မြန်မာမှုအစ်စ်ပါဆိုတဲ့အားလို့သူတို့ knowledge sharing လုပ်ပေးတဲ့သဘောကျွန်တော်ကလုပ်ပေးရတာပေါ့နော်ဟုတ်နောက်ကလေးတွေလည်းမြန်မာမှုနဲ့ပတ်သက်ရင်ပို့ပြီးတော့ knowledge အသိတွေပိုရလာအောင်မြန်မာကနုတ်ကဟိုပကံခိတ်ကနေကနုတ်တွေကအရန်လက်ရတယ်ကောင်းကြပါကနုတ်တက်ပေါင်းအများကြီးရှိတာပကံခိတ်အင်းဝခိတ်ပုံမောက်ခိတ်ခိတ်အဆက်ဆက်ကကနုတ်ဖန်တီးမှုတွေအရန်ကောင်းတော့အခုအဲ့ဒါတွေကိုကျွန်တော်တို့ကဒီတက်တူးနဲ့ပြန်ဒီပေါင်းဆက်ရင် combination လုပ်တဲ့ကောင်ဘယ်လိုလုပ်လဲအဲ့ဒါတွေကျွန်တော် sharing လုပ်တာမြန်မာမှုရဲ့မြန်မာထိုးခွင်းမြင့်ကြောင်ရဲ့ဟိုကကျွန်တော်ကqualitative research လုပ်ထားပါတယ်ရန်ကုန်တက္ကသိုလ်ကနေနောက်ထပ်ဘွဲတစ်ခုထပ်ယူထားတာပေါ့အဲ့တော့ကျွန်တော်ကဒီဟာကိုကျွန်တော်သိတယ်လို့ပဲနောက်ထပ်လူတွေကလေးတွေသိအောင်လို့knowledge sharing အနေနဲ့လုပ်တယ်ပြီးတော့ကျွန်တော်ကဒီတက်တူးနဲ့ပတ်သက်တဲ့ဟာရယ်မြန်မာမှုနဲ့ပတ်သက်တဲ့ဟာတွေဟိုအရင်ကနေကကျွန်တော်ဆောင်းပါအပုတ်200ကျော်လောက်ရေးခဲ့ပြီးပါတယ်အဲ့မှာကျွန်တော် Facebook မှာရေးပြီးတယ် People မှာရေးတယ်ဟိုအလင်္ကာဝိမှာရေးတယ် Beauty Mask မှာရေးတယ် Beauty Box မှာရေးတယ်အများဆုံးရေးတာတော့ Manly Iron Channel မှာအပတ်စဉ်ရေးခဲ့တယ်เนาะအဲ့မျိုးတွေအများကြီးကျွန်တော် knowledge sharing လုပ်တယ်အခုနောက်ပိုင်းကသင်တန်းအနေနဲ့အဲ့လို
ပြန်လုပ်ဖြစ်သွားတာပေါ့သူတို့ဖြစ်ချင်တဲ့စိတ်ကလေးတွေကို art ဖြစ်တင်ပြတာလေးကိုကျွန်တော်ပို့ဖြစ်စီချင်တာပေါ့အဓိကတော့artist for artisan ဆိုတာတဲ့အခု artist for people ကိုသွားတဲ့အခါမှာကိုယ်ရင်ထဲမှာဖြစ်နေတဲ့အရာတွေကိုကိုယ်လိုပဲကြည့်ရှုသူစိတ်မှာဖြစ်သလားဆိုပြီးတော့သိကျင်ကြတာကြီးပဲလေအဲ့တော့ပြပွဲအနေနဲ့ကျွန်တော်တို့ကဒီပြပွဲလေးဖန်တီးဖြစ်တာပါကျွန်တော်ကတော့ရည်ဆွဲတဲ့နာမည်ကတော့ဇော်ဝင်းပဲပေါ့နော်ဆရာတွေထဲမှာဇော်ဝင်းရများတဲ့ခါကျတော့ကျွန်တော်မှတိုက်ကားဆိုတဲ့နာမည်လေးတစ်ခုပါတယ်အဲ့ဒါတော့ငယ်နာမည်လေးပေါ့ငယ်နာမည်လေးကိုထည့်ပြီးတော့သွင်းလိုက်တာပါပကြီးကတော့ကျွန်တော်တို့ကဝါသနာရဆွဲရတဲ့ပုံစံပါဒါမျိုးပွဲကိုကျွန်တော်ကဒါပထမဆုံးကြည့်မယ်လူရှိမှချပြတဲ့ပွဲမျိုးကြတော့တစ်ခါမှမလုပ်ခဲ့ဘူးပေါ့ဒီလိုကားမျိုးကလည်းဒါကျွန်တော်ပထမဆုံးဆွဲဘူးတာပဲသူများတကတောင်းဆိုလို့ဆွဲဘူးတဲ့ပုံလူတို့တစ်ပင်ပုံတို့နောက်ခံပြင်ဆောက်၅ပါးတို့အောင်ရင်းရှိပါလို့အဲ့ဒါမျိုးဆွဲဘူးတာပေါ့နော်ဒီလိုဒါကတော့ပထမဆုံးကြည့်မယ်ဖြစ်ပါတယ်အခရိုက်လေးကိုဒါဒီအခရိုက်လေးကိုလည်းဒါပထမဆုံးကြိမ်စကင်မှုတာပေါ့ဒီကြားထဲမှာကျွန်တော်တို့ကအလုပ်ကင်တစ်ခုကြောင့်ကျွန်တော်တို့အနှစ်20လောက်ပကြီးမဆွဲနဲ့ပြတ်သွားတာကြောင့်လူငယ်တွေကို message ပေးချင်တာအမှုပညာတစ်ခုခုကလူရဲ့စိတ်ကိုထွက်ပေါက်ရသေးတယ်အယူညလို့ပြောလို့ရတော့နော်လာပြညဆိုတာအယူထားတာပဲကျွန်တော်လည်းအဲ့လိုအယူထားပြီးဆွဲလိုက်တာဒီကားလေးကဒါဆိုခံစားနိုင်ဖို့အတွက်ကျွန်တော်တင်လာတာကျွန်တော်ဆိုလို့ရှိရင်အိမ်မှာပကြီးကားကိုဒါဆွဲပြီးပြန်ချိတ်တိုင်းကျွန်တော်ဝမ်းမတောက်ဘူးကျွန်တော်ပကြီးကားလေးကိုလာကြည့်ပြီးတော့ဓာတ်ပုံလေးရိုက်သွားတာဆိုကျွန်တော်အရန်ခံစားအရန်ပီတိဖြစ်တယ်ပေါ့နော်သူတို့လာကြည့်ပြီးတော့သူတို့လည်းပျော်သွားတာကိုကျွန်တော်ဝမ်းသာတယ်ကျွန်တော်လည်းအရန်ပီတိဖြစ်တယ်အဲ့ဒါဘာနဲ့မှမလဲနိုင်ပါဘူးနော်ဟုတ်ကောကျွန်တော်နာမည်အောက်ခန့်ပါကတ်တွန်းလေးတွေရေးပါတယ်ဆရာစီလက်ခိုင်မှာကျွန်တော်တို့ဒီတက်တူးနဲ့ပကြီးပညာတင်နေတဲ့ညီကောင်မောင်နှမတွေနဲ့အတူတူဒီပွဲလေးမှာကျွန်တော်ကတစ်ဖက်ကပေါ့ကတ်တွန်းဆရာစီကကျွန်တော်တင်ခဲ့တဲ့အတွက်ဒီကတ်တွန်းနဲ့သက်ဆိုင်တဲ့ illustration လေးတွေကိုကျွန်တော်ဒီပွဲမှာပါဝင်ပြသပြတာပါပန်းဖတ်ထဲမှာတော့ကျွန်တော်နာမည်ရေးမဲ့ထည့်ထားတယ်တော့မယ်ကျွန်တော်ကတ်တွန်းရေးမဲ့ကလောင်ပေါ့ဟုတ်နှံ့ငောင်မှာပွဲတော်တွေအကြောင်းရယ်ကျွန်တော်ငယ်တွေကကြိုက်ခဲ့တဲ့ Mickey Mouse ကနေinspire ဖြစ်လာတဲ့ခံစားချက်လေးပေါ့ဟုတ်အဲ့ကျွန်တော် Musketeer လို့ကျွန်တော်တက်ထားတယ်ဒီအားကြတော့ကျွန်တော် imagination ကဘာလေးပေါ့ baby လုံးဆိုတာတော့ကျွန်တော်စိတ်ကူးကဘာလေးပါအဲ့စိတ်ကူးကဘာလေးကိုဒါကျွန်တော် family member တွေနဲ့ကျွန်တော်ရေးထားတယ်ပေါ့အဲ့လိုဖော်ပြထားတယ်ဟုတ်အိမ်မှာတော့ပြဿနာတက်နေရတော့ပြည့်စိတ်တွေနဲ့ကြွက်တွေပါပဲ Madam Tuesday ဟုတ်ဒီကားလေးကကျွန်တော် character လေးတစ်ခုပါ Madam Tuesday ပါဟုတ်ဒီ character လေးကတ်တွန်းလေးတွေထွက်လာဖို့ရှိပါတယ်ပေါ့ဟိုမြန်မာကတ်တွန်းပဲဖြစ်ဖြစ်အင်္ဂလိပ်ကတ်တွန်းပဲဖြစ်ဖြစ်သဘောတရားချင်းကတော့ expression ကတော့အတူတူပါပဲတို့ပေမဲ့ရေးဟန်ယဉ်ကျေးမှုဒီရင်းမြေကွာခြားမှုကြောင့်ပုံစံလေးတွေ꿰တာတော့ရှိပါတယ်ခင်ဗျာဒါပေမဲ့တကယ်မူလအတူတူကတော့လွယ်ကူရိုးရှင်းစွာနဲ့ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့နေရာမှာရှင်းလင်းတဲ့သဘောရှိပါတယ်ကတ်တွန်းကတော့ကျွန်တော်ယင်ထဲကကျွန်တော်မပြောပြတဲ့စကားတွေကျွန်တော်တို့မလုပ်ဖြစ်တဲ့အရာတွေမလုပ်နိုင်သေးတဲ့အရာတွေအကုန်လုံးကျွန်တော်တို့နီးပေါင်းစုံနဲ့ကျွန်တော်ဖော်ပြတဲ့နေရာမှာဒီဘက်ကကတ်တွန်းနဲ့ဖော်ပြခြင်းကိုကျွန်တော်သဘောကျတာလွတ်လပ်မှုကိုခံစားရတယ်အဲအကြောင်းကျွန်တော်ရွေးချယ်ပြတာပါဒီကတော့ကျွန်တော်ပကြီးဆရာတယောက်တော့မဟုတ်ဘူးသို့တော်များလဲဝါသနာရှင်တယောက်အနေနဲ့ကိုယ့်ရဲ့စကူးထဲမှာရှိတဲ့ free style ပေါ့နော်ကိုဆွဲလိုက်တာပဲရှိပါတယ်ဗျအမှုပညာနဲ့ဒါနှိုင်းရှင်ပြီးပြောမယ်ဆိုရင်တော့ဘယ်ဟာမဆိုလူသားအလုံးထွက်ပေါက်ပေးနိုင်တယ်သို့တော်များလဲကျွန်တော်မျိုးသမီးဆုံးပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့ထွက်ပေါက်ကတော့ဒီပကြီးကားဖြစ်သွားတာစိတ်ကိုအရန်တည်ငြိမ်တယ်စိတ်ကိုကျွန်တော်တို့တွေလူတွေကစိတ်ထွက်ပေါက်အဓိကရှာကြတဲ့မှာတောက်စားတွေဘာတွေနဲ့ရှာကြတယ်ပျော်ပါးတွေနဲ့ရှာကြတယ်ကျွန်တော်အဲ့လိုမဟုတ်ဘူးကြာကျွန်တော်အငြိမ်ဘက်ကိုကျွန်တော်သွားတာတချင်းဆိုနေဆိုပေါ့နော်တချင်းရေးဒါပေမဲ့ကိုစီလက်ခိုင်နဲ့တွေ့ပြီးနောက်ပိုင်းမှာကျတော့ကျွန်တော်အဲ့ဒါဒီပကြီးကိုကျွန်တော်နည်းနည်းလေးစိတ်ဝင်စားမှုပြတင်ငိမ့်တယ်ပေါ့ဗျာအဲ့ဒါမျိုးဆွဲပြစ်သွားတာပါဗျာအရန်ကိုထွက်ပေါက်ရှိပါတယ်ကောင်းပါအများဖြစ်ပေါ့နော်ကျွန်တော်ယောက်ျားလေးတော်များကြတော့ဒီလမ်းမဘက်ကိုအရန်ရောက်ကြတယ်လူငယ်တွေမဟုတ်လူကြီးတွေလည်းဖြစ်တယ်ကျွန်တော်လည်းလူကြီးပိုင်းထဲမှာပါနေပါဗျဘာပဲဆုံးချုံပေါ့နော်ဆုံးချုံတဲ့အရာကိုစိတ်နဲ့မလိုက်ပဲနဲ့ကိုယ်စိတ်ကိုပြန်ပြီးတိဆောက်ဖို့ကအရန်ရေးကြီးတယ်အဲ့ဒါနံပါတ်1ပေါ့ပကြီးဆိုလည်းကျွန်တော်ဆွဲတတ်တာမဟုတ်ကျွန်တော်မျိုးမျိုးဆုံးပြီးနောက်ပိုင်းမှာကျွန်တော်ပကြီးဘက်ကိုကျွန်တော်ရောက်တယ်ဆိုတာစိတ်ကိုစူးစီးပြီးတော့ကိုဖြစ်ချင်တာလေးကိုရေးဆွဲချတာပကြီးဆွဲဆိုကိုယ့်ရဲ့စိတ်ခံစားမှုထွက်ပေါက်တစ်ခုအနေနဲ့ကိုယ်ဆွဲတာထိုနည်းတော့ကောင်းမှဒီပကြီးဆိုကျွန်တော်ပူပြင်းတဲ့လောကဓာတ်မှာကျွန်တော်ဖြတ်ကျော်နေတဲ့ပုံစံတိုင်းကိုဘိုက်ကိုကျွန်တော်သွားတယ်ဒါအများကြီးကိုသင်္ကင်းတစ်ပတ်ကိုအရန်ရောက်စေတယ်ကျွန်တော် music line မှာအမှုပညာ line မှာဖြစ်ဖြစ်ဒီခုနဆေးတို့မူရည်ဆေးတို့ဘာလို့ပတ်သက်ဖြစ်ဖြစ်နောက်ဆုံးမှာနင်းမျိုးပျောက်ကွယ်သွားတဲ့ပုံစံမျိုးကိုကျွန်တော်ဒါဖန်တီးတာပေါ့ဒါကြတော့ခုနလိုပေါ့တော့ချိန်တက်စီမှာကျွန်တော်ဘာလို့ချိန်မလဲဒါအောင်မူတည်ပြီးတော့ကျွန်တော်စိတ်ခံစားကျွန်တော်ဒါထွက်လိုက်တာပဲဒီဘက်ကဟာဆိုလဲထိုနည်းလည်းကောင်းပဲဒီပင်လယ်ပြင်မှာလောကဓာတ်ကိုဖြတ်ကျော်တဲ့အခါကြပါတော့ကိုယ့်ရဲ့စိတ်ခံစားမှုကဒီလိုပဲဒီဒွိရတွေအရန်ဖြစ်တယ်ဘာလို့အောင်လဲမသိဘူးခြေတုံကြတုံဖြစ်နေတဲ့အချိန်မှာအဲ့လိုဖြစ်နေမှကြာငါကြော်ဖြတ်မယ်ကွာငါယောက်ျားပဲဆိုတဲ့စိတ်ခံစားမှုပေါ့နော်
ဘာဒေါကန်ပဲဘယ်လိုပဲလာဒီပင်လယ်ပြင်ကိုဖြတ်ကျော်တဲ့တခါပေါ့ဟိုဘက်စွန်သွားကားဆိုထိုးနီလက်ကောင်းပဲကျွန်တော်စားဆွဲတဲ့အချိန်မှာငါဘာလို့အောင်မှမသိဘူးဘာလို့အောင်မှမသိတော့ဘာလို့မှမသိရဘိုက်ကိုကျွန်တော်အဲ့လောက်ကျွန်တော်ပေးလိုက်တာအဲ့တော့စုတ်တန်ကိုင်းပြီးတော့ပကြီးကားချက်ဆွဲငါဘာဆွဲရမလဲမသိဘူးငါဘာမှမသိတဲ့ဘွားကိုငါရောက်ပါပြီဆိုတဲ့ဟာကိုအဘိုက်ကိုပေးတာပါဗျာအထောက်ပေါက်မှုကဘယ်နေရာမှာရတယ်ဆိုခုဆိုကျွန်တော်ပြကန်းမှာဓာကြီးကိုတင်လိုက်တဲ့ကျွန်တော်လူတွေလာကြည့်တယ်ဟာမိုက်တယ်ပေါ့နော် recommend ပေးတယ်နောက်ဆုံးမှမိုက်တယ်လို့မပြောတော့မှပကြီးကားကိုကြည့်လိုက်တဲ့အချိန်မှာဟာကိုကဲအချိန်မှာကိုကအရန်ကိုပီတီကိုဘာနဲ့မှမတူဘူးဗျအဲ့ဒါအရန်ကောင်းပါတယ်ဗျကိုရဲ့ထောက်ပေါက်တစ်ခုကိုကိုကျိုင်းနေတဲ့ music ပိုင်းကိုပဲဖြစ်ဖြစ်ဒီကျွန်တော်အမှုပညာပိုင်းနဲ့ဝင်လိုက်ပါဗျเนาะအဲ့ဒါလေးကျွန်တော် recommend လေးပေးတာပါဗျကျေးဇူးပါ